သက်တွေအားလုံးပဲမင်္ဂလာပါရှင်။ Century Entertainment Channel ရဲ့မြန်မာစကားကောင်းများကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့လက်မလက်တန်းကြည့်ရှုနိုင်ဖို့ Subscribe button နဲ့ Notification ကောင်းလောက်လေးကိုနှိပ်ထားပေးပါနော်။Century Entertainment Channel ရဲ့ Subscribe button နဲ့ Notification ကောင်းလောက်လေးကိုနှိပ်ထားပေးပါနော်။ဘူးကကျွန်တော်ပြောင်းပါဟောခဏအရက်ကျွေးနေများနေအခုအကျွေးရောအချင်းကျွေးတော့မပြီးမှာ ဟောငါမင်းရကွာငါပေးမှာဗောငါအတွင်းစင်းနဲ့မှတ်ထားလိုက်လေကွာမင်းရချက်ပေးရမှာကွာ မယောင်းကြမယောင်းလေလူခဏတော့ပြတ်ပါမှာဒီတိုင်းလားတော့မယောင်းနိုင်ဘူးမယောင်းကြဟေးမင်းမကြည့်ဟမ်ကြည့်ရလဲကွာကြက်ကြီးက9000အောင်ထွန်းရှိက3000မိမပေးလိုက်တာက9000ကျွန်တော်ရှိက2000โอเคကဲသားလေးစင်ပြောင်လုပ်ပေးတော့ယုံနေဟုတ်လားကဲသားလေးငါစားကျင်နေကြားလားစကားပဲကြွိုးချပြောမယ်။အဲဒါကယူမဆိုင်ဘူးကွာ။အကုန်လုံးပြောရအောင်ကိုမစနဲ့ကိုတော့တာဘာဖြစ်လဲကွာ။အားလုံးဘောပဲနေကြွိုးရဘောပဲနေအားလုံးဘောပဲနေကွာ။ရှင်းတယ်တော့ကန်နေဘောလုံး။ကဲဝဲကောင်းနေဘလို့ကယူမဆိုင်ဘူးနော်။ဟောမင်းတို့ပြောရNou, Jack! Oh, wat zijn we nou nog weer, joh? Ah, je laat mij zo naar met mijn nieuwe, wauw! Ja, hij gaat. Ja, mijn zoon, ja. Oké! Ja, Jack! Zou je me zien, hè? Ben je maar leven, nou, zou je me zien, hè? Zou je me zien, hè? Ja, sorry. 不会怪我这个 A 这点 A 啊，小点啊，念的，别没打我啊，俺没念我还要，俺念我要接他，你这个，我一说好看没呀？你呀，表不对嘞，表别个朋友来啊表，火爆，不来啊表，不一啊，我有个不太晚，都在有那么到嘞。你的啊，我马上不用我找我。哎呀，လာနိုင်နေနော်လာနိုင်နေတရားမှလည်းမရှိဘူးကွာဒီမှာငါရှောင်းနေကွာမင်းပြန်လိုက်ပါတော့ကွာအော်မင်းပြန်မရစေနဲ့ကွာငါအာစီတလုံးလုံးထောင်ပြီးတော့ငါဒီကောင်ငါပြန်ဖဲလိုက်ချင်တာကွာမင်းကငါ9000လောက်ပြီးပေါ့ကွာမပေးဘူးကွာဟေ့အောင်ကြော်မပေးနိုင်တာမဟုတ်နော်မပေးချင်တာမင်းတခြားပြောက်ချင်တော့တောင်းကွာတော့လစ်တော့ငါဒီမှာရှောင်းလို့ညင်းနေတာကွာမင်းကပေးရဆိုမှာကွာမပေးဘူးလို့မင်း啊，别啊！追我！追！你我用啊！我端你米啊！今天你呀，注意！有那么大魅力啊！你呀，爷，你这个，哎，现在比较小，你看我装没？你好可以表现的比较小，哎呀，我比较的皮哦，这里在比较的皮，哎，咱们年年有个新闻嘛，在，哎，我比较，呀。
လက်ဆက်လက်ဆက်လိုက်စမ်းဘာအဲ့လက်ဆက်လားအဲ့ဒါပဲဒီကဘာလုံးလို့ကြည့်နေငင်းချမ်းရေးအဲ့ဒါပဲငင်းချမ်းရေးကိုရှိပါမယ်ဟုတ်တယ်နင်တို့3ယောက်ကိုငါဘယ်လိုစူရမှမသိတော့ဘူးအမလေးတော့ကျက်ဝိုင်းမှာအရက်ဖိုးတောင်းနေတဲ့ရံပြက်ကြတယ်ဟုတ်လားငါသိချင်တယ်ငါသိချင်တယ် မင်းရတယ်ဗျာကျွန်တော်ရံဖြစ်တယ်အမေသေးချင်တယ်ဘာဆိုင်လို့လဲဘာဆိုင်မဟုတ်ဗျာ ဟုတ်ပါတယ်အမေရဲ့အမေရလေသားတို့အတွက်ကရွှေတုံကြီးပါ ဘာချင်တော့ကြည့်တော့ ဩရွှေတောင်ကြီးတောင် တိတ်ဆန်းနင်တို့3ယောက်ကိုရှောင်းရတာနဲ့ငါလင်ကားယောက်ျားရှာခဲ့တဲ့ပစ္စည်းစီးစိမ်ဘာတစ်ခုမှမကြံတော့ဘူးဘာတစ်ခုမှမကြံတော့ဘူးမိုးတယ်လေငါပြောစရာကြံနေတယ်ငါပြောစရာကြံနေတယ်ဟဲ့ကောင်နင်ကဘာလုပ်ကြလဲငါပြောတာကြားရလားဟဲ့ငါပြောတာကြားရလား ကိုကြီးကအမေစူနေတယ် ဘာတယ်မလဲမေရှင်လက်ပေါ့ကအောင်ပြောလိုက်စိတ်ထဲရှိတာပြောပြလိုက်ဘာပြောမလဲပြော ရုံးစရာကောင်းလိုက်တာပါညဘာပြောရမှာလဲ ဩအမေကလည်းဟေးအော်ဂီတာဟီးကြောင်းလိုင်းလမ်းကိုကျွန်တော်ရှာနေရမေ နင်ကတချင်းသားတောင်နေတယ် ဟုတ်တယ် နင်ရွေးကတချင်းသားတောင်မဲ့အရင်မဟုတ်ဘူးတရားနာရနဲ့အရွယ် ဟာအမေကလည်းအဲ့ဒီဂီတာကြောင့်အားလုံးတည်ရသွားတယ်ညင်ညက်သွားတာဗောအမေက တိတ်ဆန်းနင်ရဲ့ခုံဆွဂီတာကြောင့်ပြေလေသွားတာမဟုတ်ဘူးအဲ့ဒီကလေးတွေကိုငါဆေးဖို့ပေးလိုက်လို့ပြေလေသွားတာလူမရင်နင်တို့3ယောက်စလုံးအချုပ်ခန်းထဲမှာစံနေရပြီသိလားတူယူဆိုတာသိမှန်တာပဲ အဲ့ဒါတော့ဟုတ်တယ်မင်းကျွန်တော်လည်းဘယ်ဘဝဝှေ့ကျွေးလဲမသိဘူးဒီနေ့အကိုလာတော်နေတာ ဟဲ့အောင်ချက်မင်းဘာစကားပြောတာလဲရောက်မင်းလူလောကကိုနောက်ဆုံးမှရောက်လာတဲ့ကောင်တော့ငေါညီကိုတွေမှာမင်းအငယ်ဆုံးမင်းကြီးတယ်လူဘဝရဲ့စကားတော့မပြောနိုင်မင်း ဝါဟေးအောင်ငါလည်းလေမင်းတို့နှစ်ယောက်နဲ့သာညီကိုတော်မှမသိအမေပိုက်ထဲတော့လာမဝင်သားဘူး ဟဲ့မင်းရှိမှဒီလိုစကားမျိုးပြောရတယ်အော်ပါရဲ့နင်တို့ဝင်းရတာသိဝင်းရစက်တယ် အမေအဲ့ဝင်းရဆက်တယ်ဆိုတာပါတယ် ဟာမသိပြန်ဟုတ်လားမသိပြန်ဘူးမသိရင်ပြောရမှာပေါ့တော့ပြောတော့မကောင်းပါဘူးပြောရမှာလေပြောဝင်းသွားတဲ့အခါမှာရေဆက်ရှိတဲ့နေရာမှာဝင်းသွားတော့ရေဆေးရတာလွယ်တယ်အဲ့ဒါပြောတာ ရှာပြီမေအဲ့ဒါတော့ရှာပြီကျွန်တော်ခေပါလေဂီတာလေးမှာတက်သွင်းရမယ်တွတ်သွင်းရတော့မယ်အမေအဲ့ဒါကလို့ဆိုတော့မယ်အမေကျွန်တော်အနည်းပြရာကြီးပြတ်ပြီး သိလားဦးစပါမလို့ဒီဘူးကျွန်တော်ကိုပြလို့တော့လေမကြည့်ရခဏထွက်တော့ပါနေကြမဟုတ်ဘူးနော်ခဏတော့ပါခဏလေးတော့ပါဟာဟာလေးတက်တယ်ပါတယ်နော်သွားပါတယ် ဘူးကြီးဆိုင်ပြောတယ်နည်းနည်းတော့ဘူး ဟာတော့ဒီတော့သွားတော့ဘလို့ကိုရလာတွေ့နေတော့ယောက်ျားရဲ့ရှစ်သားတို့တော့မဟုတ်တော့ဘူးရှစ်သားရေရိုးကြီးရောက်တော့အခုဆိုပါတော့နားလေး ဒီမှာအမေကဟင်းပေါ်ခိုင်းတယ်လို့ပြောထားတယ်ဒီကြောက်တော့ ဘာလဲကိုတုံးတော့လည်းပြဿနာရှင်းနေရတော့ခမင်းဟင်းမချရဘူးဒီဒီပဲ မင်းလည်းဒါပြည့်လို့ ဘာပြရမလဲဟဲ့ထုံးတာနဲ့ပေါ့မူကြရတောက်ကြစားကြရန်နေဖြစ်ဒီကတော့ပြရကိုချင်းချင်းဖြစ်အဲ့လိုပြက်ဖြစ်နေဒါပဲရှင်းနေရတယ်ကွာ ဩဒါဆိုလည်းအမေသားလေအမေသားတော့မင်းမပေးသားလိုက်ပေါ့အဲ့ဒါဆိုသူ့မမရထိန်းလိုက်မယ်အမေကိစ္စမလို့ဘူး ပေးစားပါလို့တော့သူကမြည်တာသူကမြည်လားငါဒီတက်မြည်တော့ချင်းရမှာမဟုတ်တော့ ဒီလိုကမင်းနားလေဩငါရှင်းပြမယ်ဒီဂီတာပြည်ကြီးဟိအော်ဆိုတဲ့ဂီတာပြည်ကြီးကဘယ်ကစားလဲကပ်ပြီးတော့မသိတယ်နော် သိတာဗောကပ်ပလီဆိုတာကပ်ပလီကလေးအော်လူကိုပြောတာမလား သိဟုတ်လားဘာသာလို့လို့ပြောဘာချုပ်ဖို့လဲကပ်ပြီးလည်းမင်းတို့ချမှာကပ်ပြီးပြန်တော့အမေကိုတို့ချမှာ ဟဲ့မင်းဘယ်သူ့ကိုတောက်ခေါ်တာငါသမိုင်းကိုငါမကျင်တဲ့လို့ငါတောက်ခေါက်တာစိတ်တူးတပိုင်းကိုမသိသေးဘူးချင်တယ်ဟမ်မင်းသမိုင်းကိုငါစိတ်မဝင်စားဘူးကိုရတယ်ကိုရေးဖို့
အဲ့ဒါဆိုရင်ရေးရတော့မင်းရဲ့တမိုင်းကိုတန်ရာတန်ချက်တွေနဲ့ဟာအလှဆင်ပြရမှာရင်းရလို့လေကျော်ရလူမျိုးဟဲ့စိတ်တိုးဆိုတဲ့ကောင်ကလည်းနေရာမယူဘူးဘောပေါက်လာဟာဘောပဲကွာလောက်ရှိရတယ်ဟဲ့တကြီး ဘာလဲကွာဒီမှာဖဲချုံလို့ညစ်နေရတယ်နင်းရတယ် ဟောမင်းအဲ့ဒါအရင်မကြည့်ပါဘူးဟဲ့ငါဆိုင်ပါလေမင်းအကိုနဲ့စိတ်တို့တော့ကြွိုင်တယ်လေအဲ့ဒါငါပြောတာ တကြံတန်ရဲ့အတူတူပဲမဥတေမောင်အနေငါကျစားဥတေမောင်အနေငါကျစားဥတေမောင်ကိုင်းခွေပြောရင်ဆိုရင်ဇက်စင်ပမာတိတရှာတိစာပနာလူတိစာပနာဒါလည်းတော့တယ်ပိုင်းအဲ့တော့ဆိုရင်မီတော့တော့ကမိမိရှိကပတ်မွေးကြီးကဖြစ်ပြနေတဲ့အရာအားလုံးလို့ကိုအဲ့ဒါတွေကိုဂီတတကယ်ဖန်ပြီးနိုင်အဲ့ဒါဂီတပဲအေးပါလေမော်ဂျီကဆာဘာမစားပါဘူးစားဖို့လာတာမဟုတ်ဘူးကျွန်တော်ဆိုင်မှာခမောညီကိုကြွိုင်တယ်လေအဲ့တော်လာပြောတာကိုကိုကြီးကိုတော်တော့ ရတယ်ရေကောင်းရင်းတော့ပြောကဲလားအမေချစ်ရှင်အရှင်အောင်ဘာမင်းနဲ့ဘာဆက်လို့ ကျွန်တော်ပြည့်စုံလေးရောခဲ့ပါ ဘာကွာ ရပါတယ်ကိုကြီးကြောကြောရဲ့ဟိုပြန်ကြဲတော့ကျေးဇူးတင်ပါတယ် နင်တို့ကမလွန်ဘူးလားယင်တရက်ကွယ်လုံးနဲ့ပါပြီးရဖြစ်နေကြတာနင်တို့ရမဖြစ်ဘူးတဲ့နေရာကိုရှိလား အရှိရပါတိတ်ရှိတာပေါ့မေကျွန်တော်ဘယ်ဝိတကမင်းရမဖြစ်ဘူးဖုံးကြောင်းရမဖြစ် အေးအဲ့ဒီဖုန်းကြီးကြောင့်နေတော့ဖြစ်ကြည့်လိုက်လေဒီချက်ချင်းမြေမျိုးသွားမှာမြေမျိုးလည်းကောင်းတယ်ငါဝတ်ချက်သွား မေအဲ့လိုပြောပါနဲ့မေကားတော့ကလေအမေကိုလေရွှေတောင်ကြီးတစ်ဖွဲ့ကိုအားကိုးထားတာ တော့ဘာရွှေတော်ကြီးလဲနင်တို့ကိစ္စတွေလက်ရောရတာရွှေတော်ကြီးမဟုတ်တော့ဘူးချတောင်ကြီးဖြစ်သွားပြီဟမ်နေပါဦးနင်တို့တော့ဟောလေအလုံးလို့ဖို့စိတ်ကူးလေးများရှိကြအောင်နော် တိတ်ရှိတာဗောအမေယာအလုံးလုံးဖို့စိတ်ပြီးတော့လေကျွန်တော်ကငကိုရီးယားရှိပြီလားကျွန်တော်ကအကြီးနှစ်ယောက်လို့မဟုတ်ဘူးစီးပွားရေးလို့ငကိုရီးယားစဉ်းစားထားပြီးသားအမေရတယ် ပြောပါဦး အော်မေစီးပွားရေးလုပ်တယ်ဆိုတာလူတွေနဲ့လုပ်လို့ရမှာ ဟုတ်တယ် အဲ့တော့လူတွေရဲ့စိတ်ကိုသိအောင်အရင်လေ့လာတာဗောလူတွေရဲ့စိတ်ကိုသိမှသူတို့ရှိတာပတ်စံဘယ်လိုယူရမလဲဆိုတော့သိမှလေမေရတယ် ဟုတ်တယ် အမေသားပါအဲ့ဒါကြောင့်မလို့ကျွန်တော်လူတွေရဲ့စိတ်နဲ့လောဘကိုသိအောင်လောင်းကစားဝိုင်းတွေမှာလိုက်ရှာပြီးဖဲဝိုင်းထောင်တာ အမလီကြော်လိုက်တာစီဝါရေးပညာရှင်ဖဲသမားကြီး အမေသားကိုမေချီးကျူးတယ်ဗော ရွက်ပြောတာဟဲ့ရွက်ပြောတာဒီမှာနင်တို့ဒီနေ့ကစပြီးအလုံးလုံးချင်းရင်လုံးမလုံးရင်မိမ့်မယူကြဒါပဲဟော အမေပြောတာနဲ့ဘာဆိုင်လို့လဲဗျာဘာမှမဆိုင်ဘူးတော့အမေ စိုက်တယ်လေမိမ့်မယူပြီးမိမ့်မနဲ့တွေ့မှနင်တို့သူ့မှာ ဟာဗျာ မဘာကလည်းမထိုးလိုက်တော့အမေဒီအတူအိမ်တော်ပြီးတယ်ဆိုတာဘယ်လိုအစင်လိုက်ရမရှိပါဘူးနော် အားရရှိဘူးကြိုက်တဲ့လူယူတွေ့တဲ့လူအရင်ယူငါမြည်ချင်ရင်တော်ပြီ အဲ့ဒါကျွန်တော်ပြင်ချပြီကျွန်တော်လုံးဝပြင်ချပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ play A တကြီးမင်းကတော့ယူပါစုတယ်ပြီးတော့ယူပါတွေဖွင့်တဲ့ကြောင့်မင်းကအိမ်တော်အစောကြီးကြာ play B ကြော်ကြီးမင်းကတော့အရက်ကိုဖြတ်ပြီးတော့ဒီလိုလုံးကိုမင်းကပေါင်းပြင်ရမယ်ပေါင်းပြင်ပြီးတော့မင်းကအဲ့ရကြက်ကြံမှုအချိန်အများကြီးရှိတယ်အဲ့တော့မင်းအိမ်တော်ပြီးတော့အဲ့တော့အဲ့ဒီကြက်ကြံတဲ့အချိန်တွေကာလတွေမှာငါကဒီမှာပြီးမှာ
နာမည်ကြီးတဲ့ပုဂ္ဂိုလ်လေးဆိုအဆူတော်တယောက်ဖြစ်နေအဲ့ကျွန်တော်ကမလေးနိုင်ကလာပြီးတော့ဝိုင်းနေပြီတိတိထိတ်ကုန်ပြီအဲ့ချာတော့မှအမေကြိုက်တဲ့မိန်းကလေးတယောက်ကိုခေါင်းခောက်ယူပြီးတော့အမေရှင်းမောက်အရောက်ဒီမို့တင်းလာတယ်ဟုတ်လားမေဟုတ်လေဒီလို ဒီစတဲ့ဒီတော့ယူဆုံးယူလို့မဆုံးဘူးနော်ကဲထုံးစားတဲ့ပြောလိုက်ရအောင်3ယောက်စလုံးကြွားချင် ဘူးခိုင်းနေတာအရာပါ စင်းပါတခုတော့မှားလိုက်လေနော်ငါမြင်မချီရမချင်းနင်တို့အိမ်ကိုပြန်လာဖို့ဘယ်တော့မှစိတ်မကူနဲ့ဟမ်မင်းဘာဖြစ်လို့ငိုနေရတာလဲ ဒါကမရှိပါဘူး မင်းအဖေကဗမာနေလို့လဲ ဒါလည်းမရှိဘူး မင်းဖေကဘာဖြစ်လဲ ပြောင်းဖဲဝမ်းအကျွေးဆိုပြီးတော့ဖဲဝမ်းမှာပဲစက်မယ်တော့မလုပ်နဲ့ငါအကြောင်းသိပါမယ်ဘယ်နဲ့ပြီမှာဘယ်လိုလဲကြာပြီအေးဒီရောရအောင်ဟာလဲတော့ပြန်ကြွေးဟမ်ရပြီခိပါဦးကွာငါလည်းဒီကောင်စိတ်ဝင်စားလို့ခေါ်တာဟုတ်ဦးလေးမရဖြစ်နော်မင်းနာမည်ဘယ်လိုခေါ်လဲနာမည်ရပြန်သားမင်းအဖေမေးရ ကျွန်တော်မရသေးပါဘူး မင်းအဖေရမင်းအဖေရဟော အာမင်းတို့ဘယ်မျိုးစက်တွေစကားပြောနေဒါလည်းဘယ်လိုရှိ ဆန်းနေ ဟုတ်တယ်ကွာအဲ့လိုဖြစ်ရမှာပေါ့အဲ့ဒီကမှမင်းအကြီးကိုမြင်ရမယ်အဲ့လိုမမြင်အနာကမှခံစားသွားမယ်အဲ့ဒီလိုတက်လက်တဲ့ကလေးတွေကိုလာမယ့်အနာကမှငါ့ရဲ့ခေတ်ကတိတ်ကြတယ်ကိုမင်းကြီးမကြီးတော့တစိမ့်ရင် ကဲကိုကြီးကောကိုကြီးကောခဏလေးနေပါဦးခဏလေးနေပါဦးကိုရင်လည်းဖြည်းဖြည်းကောပါကိုကြီးရအကိုကြီးခေါ်တဲ့စကားတွေကိုလေကလေးတွားပြောကလေးဘာမှနားလဲမှာမဟုတ်ဘူးနော်ကျွန်တော်တို့သူ့ရဲ့အကြောင်းအရာနားလဲဖို့မနေစူးစမ်းနေရတာကိုရင်လည်းဖြည်းဖြည်းကောနောက်မှကောလိုက်တော့ဒါလေးကဒီနေရာကိုဘယ်လိုလုပ်ရောက်လာ သာတော့လောက်ဖို့မရဒီသမီးဆိုပြီးရတော့ဘူးလေဒီမှာနေပဲနေတယ်တော့ဒီမှာထားချစ်သွားတယ် ငါသဘောပေါက်ပြီဟောသူ့တော်ဆိုတဲ့မိန်းမဒီကလေးလေးကိုဆက်မကျွေးရင်တော့လာပြီးဆုံးပြစ်သွားတယ်တော့ဟုတ် ဒီလိုမေးပေါ့ဒါဆိုကြောက်လို့နေမှာတော့ ဒါဦးလို့နေနေမယ် ဟဲ့ ဘုံကြီးမှုရွာပတ်ပြီဟော အာဘုန်းကြီးမှုကပတ်တယ်လေအကျိုးတော်မှာဒါငါ့ရဲ့မင်းသက်တင်လေးငါတစ်ချိန်မှငါ့ရဲ့ဂီတာလေးအလုံးပြီးပါရင်ထိုးထည့်ပေးလိုက်မယ်ကျိုးရတာဝက်ခံဒီကျိုးဝက်ခံဟာဟာဝက်ခံ ဒါဆိုရင်ဒီကလေးကိုဘယ်သူမှမမွေးနိုင်တော့ဘူးပေါ့ ကဲပါရှင်ကိုကြီးကမှဆုံးပါပြီဗျာဒီကလေးကိုကျမတို့လည်းဆောက်ရှောက်လာခဲ့တာအခုစီးပွားရေးလည်းကျက်လာတယ်ဆိုတော့ဦးလေးဖြစ်တဲ့ကိုကြီးစီကိုဒီသမီးလေးလာထိုးတာပါ အေးလေဘယ်သူမှမကျွေးနိုင်တော့ဘူးဆိုတော့လေငါပဲဆက်မှုရတော့မှာပြီးတော့တခြားလူပြန်မဟုတ်ဘူးငါညီမအရင်ကမွေးထားတယ်ငါတူမအရင်လေးသူကြီးလောင် ဒါဆိုကျမပြန်လိုက်ပါဦး နေကောင်းတယ်ဟောနေဦးရောလာစိတ်ကောင်းပါ သမီးဒီနေ့စားပြီးဒီဦးကသမီးရဲ့ပြဖြစ်သွားပြီနော်သမီးချိန်မှလည်းနေမှာလေးခဲ့တာကိုကြီးကျမပြန်လိုက်ပါဦး ကောင်းပါပြီ
သမီးလေးဒီနေ့ကစပြီးတော့ဖေသမီးဖြစ်ပြီနော် မေးရ တို့ရဲ့ငယ်ကပေါ်ရနော် ဘယ်ကလေးလေး အမေမြည်ချင်ရဲ့ဆိုလို့ပြောလာတာ ဘယ်ကခေါ်လာ မသိပါဘူးအမေရဲ့ မသိလို့ရမလားဟဲ့သူဒီမှာလည်းတည်ပြဿနာတက်မှာပေါ့ ။အော်အမေကလည်းပြဿနာမတက်ပါဘူး။သူ့မှာမိဘတွေမရှိတော့ဘူးအမေက ဘယ်နဲ့တွေ့လာတာတော့ နေပါဦးမေအဲ့ကြော်ကြီးလမ်းမှာတည်းဆိုပြီးဆွဲမှချီးလာတာပဲ ရှင်းရှင်းလို့ပြန် ။အော်အမေကလည်းရှိုးချက်မလုပ်ပါဘူး။သူကဘာလို့ရှိုးချက်လုပ်အောင်မလဲ။ဒီကလေးမှာမိဘတွေမရှိတော့ဘူးတဲ့။သူကအတော်နဲ့နေတာတဲ့။သူ့တော်ကသူ့ကိုမကျွေးနိုင်လို့တဲ့။အိမ်မောကနေနေချလိုက်တယ်တဲ့အမေ ခဲရဆိုဖိတ်ရှိမှာပေါ့ ဖေရလည်းအခုလောလောဆယ်ဘယ်သူမှကိုမသိသေးဘူးကျွန်တော်တို့လည်းစုံစမ်းလို့မရအောင် နားဆရာကြီးပါလေညီလေးလာပါ ။အဲ့ဒါပြောတာပေါ့အမေရဲ့။အမေမြည်ကြည့်မှန်းပြီးလို့လေ။ဒါကောလာတာအမေ။အခုလောဆယ်တော့သားတို့၃ယောက်ကဒီကလေးကိုဝေးစားလိုက်ပြီ နေခွေးလေးချစ်လို့မကောင်း စစ်ဆရာလေးနေမနာဖားလို့နေမယ် ပြောနေပြီပြောနေပြီ ကဲလာဒါဆိုအဖွားမုန်းချင်းလာ ။ဒီပြစီ လေးစီမှာ အချိုင်တိတ်လိုက်တော့နော် ဟုတ်ကဲ့ကဲ ကျေးဇူးဝင်းကျော် အောင်မြင်သွားပြီ အမေညီပါပြီ။ ခေါ်ကြီးကျော်ကြီးငါဖဲတော့ဘူးယူလိုက်ကွာပြောနေအဲ့ကိစ္စနောက်เสียမဟုတ်ဘူးနော်ဘူးလိုက်ကွာပြောနေအဲ့ဖဲတော့ပြန်ပေးတော့အတေးတာပြင်ထားတဲ့ဖဲတော့လားနောက်ထားတဲ့ကောင်တွေ့တော့သေရနော် 来两个，那快看来，看你们。ဘာလို့လို့ဟာ 来，什么看来看？ နေပါလို့ 我说，我爸爸的是比较不听的。 သူကအရက်တော့ 啊，当然，也到这爸爸里面当好吧。 မင်းကြားတယ်မင်းဘာကြောင့်ရအောင်ကတော့ပြင်မြင်မြ看来了， ဟုတ်ပါ 看来， 你们都玩要，请教我。行，你们都要。 哦，好。 ဒါပြင်းနေအဲ့ဒါပဲဒီကြော်ကြီးဆွဲပေါ့ဘလို့မပြောဘူးမရအချိန်လေးနဲ့တော့တောင်းအဲ့ဒါအကယ်လို့ရှိပြီးငါသာပြင်းနေပါစေကောင်းကင်ကိုကြည့်လိုက်ကောင်းကင်မှာအယောင်ကြီးဖြားနေတာ
တက်တက်ရဲ့အဲ့ဒါတော့ကြတဲ့ဒီဟောမရှိဝါခဲ့နေတာလေးတိုင်းတဲ့ကမှာဝါမျိုးဝိုင်းပို့ပြီးချစ်မိရတယ်ဂီတအားလုံးကကြည့်တဲ့ကောင်မလေးနဲ့ကောင်လေးဖုန်းစကားပြောရလဲဂီတဟုတ်လားဟောဟိုမှာအရက်သေးရကြတော့အဲ့ဒါဂီတမဟုတ်တော့အဲ့ဒါမရဏဒီလမ်းကိုသွားမှာဒီခဏခွဲမှာရှိတဲ့ဒီအသေးတွေမှာအက်ဆစ်တွေလောင်းချနေတယ်အက်ဆစ်လောင်းချတော့သူကအကောင်းကအရက်တွေလောင်းချတာတော်သေးတယ်သူကဒီမူမဘောမင်းတို့ကတောက်တာပဲတောက်တော့မူမဘောရေသမားမူတာပဲသူကဂီတကိုရင်မူတာလေမူတာရင်မတွေ့ဘူးအဲ့ဒါကွာအဲ့ဒါလူကြီးရောသုံးပြီးကြီးငါကြီးကြီးကြီးဟာညကတော့ဒီကချောင်းနဲ့မှကြော်ရတယ်နော်အဲ့အောက်နဲ့မှကြော်ရတာဟုတ်ကြော်ကွာဟဲ့ကြော်အောင်ရ哎呀，别，呀，没看到你呀！啊，没有，哎，搞那瓜，可能要杀你了，快把他嘞，别嘞，哎个算啥了？哎个算啥？你那么谢家的，啊？没谢家的。好谢我了没有？好谢嘛那个地方，嘿，都要家去打我，这样会算的喽。我讲你的差一家喽。别了别，人家脾气都脾气好了，我没打几种用，上包一家那开过来刚过来用，就那说你说没那样的，那我也不好。骗了你。没呀嘞别着吧别嘞别，我说下来了，地路边下来都了，可能性嘛多边来着，我们搞了没呀嘞。အကောင်းနေတင်နေတာ အဲ့ချက်ကောင်းတယ်အခုရမောင်းတာမှာအခုရသူခလေးကို train လုပ်ထားမှာမေမခိုင်စိတ်တွေဒေါ်လာတွေပောက်ပွဲမှုတွေနောက်တော့ဒီခေတ်ပေါ်ဒီကြရဲ့ဂျင်ပါတဲ့ကိုသူ့ဂျင်ပါတော့တန်းထိုးပေးလိုက် တော့မသိချင်ဘူးမသိချင်ဘူးငါသိချင်တာငါမြည်လေးရှေ့ရမှာစိတ်လေးရအောင်နင်တို့အဖေတော့ဘာလုပ်မလဲဘာစီစဉ်မလဲအဲ့ဒါနဲ့大这对，来往我。爸爸进来。他嘟嘟我叫爸去。那嘟嘟叫爸去，好了。大我教你。OK，你过来。嘿来这里大对吧可以过来到地下边来是皮夹အဲ့ဒီကြမှာလာရင်လမ်းကြီးစစ်မြစ်ရှိရလားကဲပါအဲ့ဒီဒီကကိုယ်ခင်ဗျားစစ်မြစ်ကိုခါထားလိုက်ခလေးရဲ့စစ်မြစ်ကအခုဒီမှာခလေးကကြောင်းနေဘူးလေတဲ့ကြောင်းနေခြင်းနဲ့လို့ပြကြောင်းနေရင်ကြောင်းထားလိုက်ပေါ့ဘာခဲပြီးလျှောက်ပြောတော့ကြောင်းပညာရဲ့တချမ်းတော့ငါရဲ့ပြည်တာခလေးကိုပေးမဲ့အမွေရဲ့တချမ်းအဲ့ဒီပြည်တာအစ်တွေကိုမပေးလို့မရဘူးကဲနေပါဦးကိုကိုကြီးနေပါဦး ဒါမရှိရ ဟိုကလေးကြောင်းထားဖို့ဆိုတာတော့ဟုတ်ပါဘူးကလေးကိုကြောင်းထားမယ်ဆိုကုန်ကြစည်တွေအများကြီးဖြစ်လာမှာလေအဲ့ဒါဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲမင်းအချက်လျှောက်တော့ဘော ဟာဒါဆိုကြကြီးအောင်မင်းလည်းလောင်းသားလျှော့လို့ပေါ့ကွာ ဟုတ်မင်းငါနဲ့ပါဆိုင်ကွာအဝေးကြီးဟေ့ကိုကိုကြီးရှိမှစုထားတဲ့ပတ်သက်နေအများကြီးရှိတယ် အဲ့တော့ဘောမပတ်သက်ဘူးလေမင်းအဲ့ငါ့ကိုမလာနဲ့ငါ့ကိုမလာနဲ့ဒီကငါပြစ်တာငါစီးဆုံးလို့လာတာငါမလဲမလဲ အဲ့လိုတော့ပြောလို့မရဘူးလေဗျာအခုကျွန်တော်ပြောနေတာခလေးအတွက်လေခလေးအနာဂတ်အတွက်ပြောနေတာလေတော့စလုံးမှာတာဝန်ရှိတယ်လေ ဟုတ်တယ်လေခလေးဘလောက်မှာအဖေ3ယောက်ရှိပြီကြောင်းလေးတော့မထားနိုင်ဘူးခလေးဘလောက်မျက်နှာ မသိပါဘူးအနာဂတ်တွေဖျောင်းချက်တွေဘာလို့ဒီလောက်စားလာရှိနေတော့လည်းမလုပ်ခိုင်းတာပဲရှင်းနေငါတို့ကတော့ လူရောဟုတ်ရလားမသိ ကောတချင်းကြီးရောက်သူ့ဘာပြောနေလဲအချိန်နဲ့သူ့ရှိရထွက်လာမှာပဲဘာဖြစ်ဖြစ်ငါတို့ဒီသားလေးအတွက်ဟိုသားလေးတော့ကြောင်းထားနိုင်အောင်ကြိုးစားမယ်ဟုတ်ရ ဒါအကြောင်းနေ ဒီ ဒီမှာမင်းကနေတော့လည်းငါတို့ထားပေးရတော့ ဒါကြောင်းလေးရဟုတ်ဘူးကြောင်းအေး
ဖြည်းဖြည်းနဲ့တိကစိတ်ကလည်းတော့ကောင်းပြီကွာဘယ်နဲ့ကွာငါဒီအိမ်မှာလည်းလူဝါးနေကွာရပြီကွာဟဲ့မင်းငါလည်းသွားရ ကျွန်တော်ခင်ဗျားမစားဘယ်လောက်ပြောက်တာမလဲ ဘလားပြတော့မင်းလည်းဘာမှမဆိုင်မင်းကြီးတော့မြဲရပြော ဟာခင်ဗျားကြောက်ခိုင်းမင်းကိုမင်းအောင်လွန်နေပြီ ငါလည်းကွာဒီနေရာလူမိုက်တွေပါမင်းမယူရကြော်ကြီးကယူပါပဲ ကြော်ကြီးပါလေ ဘာဖြစ်ပါဘူး ကြော်ကြီးပါလေပြောကြည့်လိုက်ပြောလိုက်စမ်းပါကြော်ကြီးဆိုတဲ့နာမည်ကြားရတယ်ဒီလည်းပေါ့ပြောကြည့်လိုက် မင်းပတ်သက်များမှားယူသွားသေးလား ယူတယ် လက်ရတော့ကွာငါလုံးပဲမင်းရတယ်ဖြည်းဖြည်းပြောပါ ဘာဖြစ်လဲယူတော့အဲ့ဒီပတ်စံခမန်းတယောက်တည်းပိုင်ရဲ့ပတ်စံမဟုတ်ဘူးတော့ဆိုအလုံးလုံးပြီးတော့ပိုင်ရဲ့ပတ်စံဟုတ်တယ်အလုံးလုံးကပင်မလို့နည်းနည်းသွားခုပြီးပြန်လာအဲ့ဘာဖြစ် ဟာအဲ့လိုလောလို့ရရေးဆိုတော့ငါလည်းအဲ့ပစံတွေကယူပြီးဖဲသွားရအောင်မယ် ဘယ်ရမလဲကွာရပါဗျအဲ့လိုဘယ်ရမလဲဘယ်ရမလဲငါမစားကွာလား ဟာဘာလို့မရပါရလုံးမှာဟိုကောင်တော့မူးလာပြီ ဟာမရဘူး ချက်အရာယူပါ ယူလာမယ်မပြောတော့ယူလာလေလား ကိုကြီးတော့အဲ့ဘာပြောယူလို့ရတယ်တယောက်တည်းပိုင်တာ ဟုတ်တယ်ပြဿနာလား ပြလာကြောက်ပါအကျဉ်းတော့တော့ငါပြောဟမ် ငါတက်ကြီးသွားတော့ကွာ ဦးလေးတို့ဘာဖြစ်နေကြတာဦးများ ရပါလေကွာငါမကြောက်ဘူးညောင်လုံးကြီးရဟိုမလေးနဲ့အလွယ်ဆုံးလာယူ အာသွားပြီခလေးကိုသွားချွဲနေဒီမှာပေါ်ပေါ်ကြီးအဲ့ပစံကလေခင်ဗျားတယောက်တည်းပစံမဟုတ်ကျုပ်တို့အားလုံးရဲ့ပတ်စံ ဘာမလုပ်ရ တော်ကြပါတော့ဗျာတော်ကြပါတော့ဟာအဖွားရှိသွားတော့ဗျာဦးလေးတို့ဘာဖြစ်နေကြတာတော့ကိုယ့်တက်တယ်လေကိုငုံကြည့်ကြတော့ရှစ်ဆရာကြီးဗျာမိမယူလေကလေးတရားတရားထွက်နေပြီ အားရမင်းဘာစကားပြောရအောင်ဘာစကားပြောငါမိမမီလို့မင်းဒီရွယ်ဒီရောက်လာတာဘုံကွာဟမ်မင်းမအဲ့ဒီစကားမင်းပြေရောရအောင်မင်းတို့ပြေဝင်တော့လာဒီရွယ်ရောက်နေမင်းလား ဦးလေးဦးလေးတို့အားလုံးလေမိမမယူခြင်းလဲနေတာကျွန်တော်တို့မိမရှူပါပဲဗျာ ဟာအမမင်းကြီးရောလူကလက်တောက်တောက်နေ ဦးလေးကျွန်တော်လက်တောင်းတော့မကတော့ဓာတ်တိုင်အောင်ရှိနေနော်ဟာ အာမင်းအဲ့ဒါလည်းများတယ်ဟဲ့ငါတော့တမိုက်တော့ရှိတာမင်းအလုံးလုံးရှိတထွာပေါ့ကွာ ဦးလေးဘာလျှောက်ပြောနေလဲကျွန်တော်ပြောတာကျွန်တော်အချက်ကိုပြောနေတာဦးလေး ငါလည်းအရက်ကိုပြောတာပါမင်းကဘာတွေကြောက်ကြွေးနေ ရနိုင်တော့မဖြစ်နိုင်ဘူးကွာအလုံးလုံး6ပေ ဘိုင်းကမတူဘူးလား ဦးလေးကအမို့ရှောက်ကုန်ပြီ ဖေဖေပဲပြန်လာလေ အဲ့ဒီစကားသမီးလေးကိုဖေဖေမေးရမှာသမီးကဘယ်ပြန်လာလဲ ဟုတ်တမျိုးတငယ်ချင်းညာဆီယမအိမ်မှာစာမီးလေးပြန်လာတာဟုတ်ဖေဟုတ်သူကတမီးတငယ်ချင်းလေးဟုတ်ချစ်သွေးတဲ့ သမီးကိုဖေဖေဘာမှာထားလဲယောက်ျားလေးတငယ်ချင်းမထားပါနဲ့လို့ဖေဖေမှာထားတယ်ပေါ့လားစိတ်တူသမီးလေးကိုကားနဲ့ခေါ်ထားတယ်ဒီစင်ပါတော့ကောင်းပြီမင်းကိုတခါတည်းမှာထားမယ်နောက်ဆိုသမီးလေးနဲ့ဝေးဝေးနေပါပါနော်ခဏလေးပြောစကားနားမထောင်ပဲနဲ့ရှေ့ဆက်တိုးလာမယ်ဆိုရင်ဒါမင်းကိုကြမှာကိုဖန်တီးရမယ်သဘောပေါက်တယ်နော် ဟုတ်ကဲ့ပါကျွန်တော်စဉ်းနေပါမယ် ချစ်သေးလေဘာဖြစ်လဲမင်းကလည်းဟောပါ ကျွန်တော်တကယ်ချင်းပြောတဲ့စကားတွေကိုကျွန်တော်စဉ်းစားနေတယ် ဒီလိုဟုတ်ပါမင်းတငယ်ချင်းကဘာတွေပြောလဲ သမီးနဲ့မပတ်သက်ဖို့ခင်းခင်းရှင်းရှင်းနေဖို့ပါဦးကြီး ဟာမင်းတို့အဲ့ဒီချင်းနေတော့ရောက်နေကြပြီ ဟုတ်ကဲ့လေသူကတော့တကယ်ချင်းလို့ပဲပေါ့ကျွန်တော်ကတော့ ဒီလိုလည်းကောင်းပါဘူး ငွေရက်ကွက်ကကျွန်တော်လည်းတောင်းနေပဲပုံမြင်နေကြည့်တော့ဟဲ့ ဘာရဲ့ဖြစ်ဘာလဲကောင်းမလဲငါတို့ကြည့်ရတယ်ဆိုလာခဲ့ ဘာလို့ဘာကြည့် ဩမင်းကမာလေးရဲ့စိတ်နေစိတ်သားသဘောထားဘလို့ရှိတယ်မင်းကဘလို့မြင့်တာမြတ်တယ်အဲ့လောက်ကြည့်လို့ခေါ်လာခဲ့ အဲ့လိုရှင်းအောင်ပြောတတ်မှာဒီတိုင်းခေါ်လို့ဘလို့ရမှာလို့တကူတော့ပြောမှရမှာ ဩ
ဟောဒီတိုင်းတော့ဘယ်ခေါ်မလဲကွာမင်းကလေးတယောက်ကိုအိမ်ကိုခေါ်လို့ကောင်းမဲ့အကြောင်းပြရဲ့တခုတော့ငါတို့ဖန်တီးရမှာပေါ့ ဘလို့အကြောင်းပြန်နေ ဒီလိုလို့အမေရလည်းအိမ်မှာအနေနဲ့ပြေးနေတယ်ဘိုးကြီးငါးပါးပြင်ပြီးတော့အိမ်မှာလုပ်ပြီးတော့အမေကောင်းပါလေ အဲ့ဒါနေလေဖိတ်လိုက်ကွာ အဲ့ဟုတ်လား အမေဆန္ဒပြောဝိုင်းလက်ပြီးလာမရကိုကြီးတော့ဒီဖြာတော့ကြတော့ပြင်တာမပြီးတော့ဘူးလားဟောမှသဝဲမအောင်ပဲ ဒါသဝဲဝိုင်းကူမဟုတ်ဗျာပြီးတော့မင်းတို့လည်းငယ်အိမ်မှာလည်းပြစ်ခိုင်းတော့မင်းတို့လည်းအကြီးဆုံးအမေကြည့်တော့ဗျာ ဒါရဲ့ခုသူဆွေးစားမှာတော့ တော့ပါလားမင်းတို့လည်းအဲ့ယူထွေးအလူလန်းလာပြီနားလေးပါလေကွာအမေလည်းပြင်လည်းပေါ့မလို့ဟုတ်လားတွေ့လားကိုမော်ကြီးကတော့ပြီလားတော့ကဲမကြီးမနဲ့အကောင်တော့လိုက်ကြောနေတာအဲ့ဒါကလည်းဟာမင်းတို့တော့ဒီမှာတော့ပြေးကြမို့ပြေးကြည့်ပါဦးပြေးနေပါလားအမေကြည့်တော့တော့ငယ်လေးပုံရအောင် ဆော်လိုက်တော့ပါလေတာတော့ဟဲ့ဒီတဲ့တိထားလို့ရတယ် အဲ့ဒါကပြတာတော့သိနေတယ်ပြောင်းတယ်ချစ်တွေ့ရဲ့တွေ့တယ် မမီးရဲ့သူလေးတွေ ဝါဒါတားရဲ့တင်ကြီးစေးနဲ့ စီးနေလား ချစ်တယ်မင်းရဲ့တင်ကြီးတန်စင်တကူခဏလေးကြည့်လို့ ဘော်ရီကတော့ပြခင်ဗျားချုပ်နေလို့ပြောခလေးပါလိမ့်တော့ ငါတို့လည်းနေပြီနားမယ်ဒီနားကခံစားနိုင်အနာတရားပဲအခုကအနာတရားကိုခံစားနေတာ ကိုကြီးတော်တော့ဗျာအမေကြည့်ပြောလေ သူဘောဝဲ မကြည့်နိုင်နဲ့ဗျာ မသမီးလေးကိုငါဝါမကြည့်ပြရ ဟောအမေခုနမေကတစင်းနဲ့ချစ်သူရဲ့တငယ်ချင်းပေါ့အသားတို့အတူမှာဖိတ်เสียဟိုဘသူ့ဖိတ်ရမှန်းမသိတာနဲ့သူ့ကိုဖိတ်ခိုင်းလိုက်တာဗျာ ဟောဖိစားလေးအများကြီးပါလေငါသားလေဒီကိုဒါဆိုရင်အမေကိုအခုဆောင်ရုံးပြီးတော့ပေါ့ဒီကမမေးဆိုနော်တတိဘာအောင်စားအားရပါရစားအားရတယ်နော်အပေါ်ကနာတော့ခုပြန်လာနော်စားခိုင်းတာလေ တမီးခုနကလည်းတစ်စက်ဦးခုမေးမယ်နော် ဒီတော့ သူလည်းခင်ကြ ကြာပါပြီပုံမြင်လေးကခင်တာ အဲ့ဒါငယ်ကြည့်ငယ်ကြည့် ကိုကြီးခင်ဗျာခလေးဘာရှောက်နေလဲလုံးဝပါဗျာခလေးရှက်တော့ မရှိပါဘူး သမီးဟိုဦးရင်းမိတာနော်သမီးနဲ့ချစ်သွေးနဲ့ကမြင်တော့တကယ်ချင်းနေဆိုတော့ဒီလိုကစားလို့ဟုတ်လား ကစားတာပေါ့သမီးငယ်တော့ဘူးလို့မကစားခုကြောက်တယ်ကစား အေးဟိုဘာတန်းနေကစားကြ အိုင်တန်ဒီတန်လို့ဖြစ်ဖို့ထွေးဖြစ်တာလေ တူတူပုံးနေပါရောကစားကြ ကစားရပုံတယ် ဟိုတူတူပုံးနေကစားရတော့ပုံးနေ ဟာခုနကလေတူတူပုံးနဲ့မှာဆိုရင်မတရားနဲ့တရားမလို့ကြောင်ခွဲပြီးပုံးလာတော့ အာသေးပါပြီကွာချစ်သွေးရမင်းလည်းညံ့လိုက်တော့တူတူပုံးနေကစားတယ်ဆိုတာတူတူပုံးမှာတူတူပုံးလို့ရမှာပေါ့မင်းက ချစ်ကြည့် ဟဲ့ကော အမေကလေး ဒီစကားကြီးအောင်ချုံနေပြီ ဘာရှောက်နေလဲ အောင်ချုံနေပြီ ဒီလိုရောက်နေ အရွယ်ရောက်လို့တူတူပုံးနေကစားနိုင်တာ ဆမ်းပါကွာအမေကွာအမေလည်းမဟုတ်ပါဘူးအမေဒီလိုမျိုးမျိုးနော်ဘာလဲဒီနော်ဒီ ဟေးဘာပါလဲအားချုပ်ကျူဘာ အမမ မင်းကပြောင်းခိပါလား မတိပါမတိပါငါစကားပါတော့ ဟာ ကိုကြီးကခုနလေးဒီမှာဟုတ်ဒီဦးဇာသူမဝါတယ်ဟိုတမီးကဟိုချစ်ပြီးပေါ်မှာဘလို့သဘောထားတယ်အဲ့ဒါမိလား ဟုတ်အဲ့ဒါလေး ကဲတော်ဘလို့တော့နော်မင်းနဲ့ကဲတက်စီထမင်းစားဝလားထမင်းစားလက်စီစေး ငါစကားပြောလို့ကွာငါ ဟုတ်ဘူးငါတောင်းပါလေငါတောင်းပါလေကြပြောင်းလူတော့ပေးလိုက်ပါ နေစမ်းပါ ကြပြောင်းတော့ပြန်လာတော့လေကြပြောင်းလူတော့ပေးလိုက်ပါ ဆာဆာမောပါကွာငါ
ချက်ထားတာပါပါတယ်ကွာ ခေါ်ဒီအောင်လေးဖွဲ့လာတာ အကုန်လုံးချက်တာဝေါစားဦးလေးနောက်ပါမေး တရားလေးစား နင့်ရဲ့မွေးစားဖေတွေဆိုတာလေငါမသိပါဘူးနင့်ရဲ့ဦးလေးတွေလုံးမှတ်နေရရီရရတော့ငါ့ကိုမေးခွန်းတွေဝိုင်းမေးနေကြတယ်တယောက်တော့ပါဘူး မျက်စိမစိုးဘူး မစိုးပါဘူးသူတို့နဲ့စကားပြောရတာလေငါတို့ပြောဖို့တော့ကောင်းသေးတယ် သူတို့တော့ကငါဝေးသားထားရဆိုပြငါရဲ့အဖေပါ ဟာလည်းနင့်လိုပါဗျာအဖေကငါ့ကိုမွေးစားထားတယ်ဆိုပေမဲ့ငါ့ကိုတကယ်ရင်းနေတယ်ချစ်တာ တစင်ငါအဖေ3ယောက်ပြောတဲ့စကားကိုမျက်စိမစိုးဘူးဆိုငါပြောမယ့်စကားတွေတော့အားရှိသွားတယ် နင့်ကဘာပြောလဲ ရှိတာက ဟာနင့်ရလေ တစင်ညဘောက်ရှက်တော့ငါတော့မရှက်တဲ့ကိစ္စ အမေနင့်ရှက်စရာလားနင့်ကယောက်ျားလေးလေ တစင်ရဲ့နင်းနဲ့ငါနဲ့ဟိုးအရင်ကပုံမှန်လေးနဲ့ဆက်ဆံလာကြတယ်အခုလည်းငါပုံမှန်လေးနဲ့နင့်ကငါချစ်ပါလို့ပြောတာဘာရှက်စရာလဲဟာ ဒီစမ်းပါနင်ကအဲ့လိုစိတ်ကြီးလုံးပြတ် မတီးဘူးကငါစိတ်ထဲမှာလည်းသူ့လိုဖြစ်လာတာတစင်နေရောငါဖြစ်တယ်လို့အဲ့လိုစိတ်မဖြစ်ဘူးလား အားစိတ်လေဟာ နေရငါပုံမှာအဲ့လိုမျိုးချစ်တဲ့စိတ်တွေမဖြစ်ဘူးလား ဟိုလာတယ်လို့ပဲဟာထင်တာပဲ တကယ်နေတကယ်ဆိုတော့ ထင်တာပဲလို့ပြောရတယ် ဝမ်းသာလိုက်တာအဲ့ဆိုရင်နင်းနဲ့ငါနေပုံမှန်လေးချစ်သူဖြစ်သွားကြပြီနော်တစင်ဒီဘက်လေးပြောတာမမကြည့်ကြည့်လို့ ဟုတ်တယ် ဝမ်းသာလိုက်တာ နေပြပြန် ရွာရမ်းရှောက်ပြီ တစင်နဲ့ဘာပြောလဲ ကျွန်တော်တကယ်နဲ့ရိုးသားစကားပြောတယ် အာယူသားဆိုမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဘာမဖြစ်နိုင်ဘူးကွာ တကယ်ပြောတာပါကျွန်တော်ကရိုးသားကပြောတာပါကျွန်တော်တကယ်ပြောတာပါတကယ်ပြောတာပါ အာချက်ပြောနေရောကွာ ရှင်းလေဒီနေ့နဲ့မတိုင်းဘူးခင်ဗျာ မင်းရံပြစ်တာမဟုတ်လားမင်းပြောတော့ငါတို့ကြာရံမဖြစ်ဘူးမင်းကြတော့ရံဖြစ်တယ် ကျွန်တော်ရံမဖြစ်ပါဘူးအခုကတကယ်ချင်းနေနဲ့စော့ရင်းနဲ့ခုံမပြုတ်ကြလာတာ လူကြီးတွေမလိမ့်နဲ့တော့ မလိမ္မာအောင်ငယ်တကယ်ပြောတာပါ လိမ့်ဘူးလားပြီးတယ် မင်းကတော့စော့ရကွာညမှာထိုင်ရည်လည်းနင်း တော်သေးတာပေါ့ကွာမေရိတ်စာဝင်နေလို့အမေသာရှိရင်သူ့ညီမျက်နှာကအဲ့လိုတရားနဲ့ဆိုငါတို့တော့စူးလို့ဆုံးမှာမဟုတ် ဘူးဟုတ်ကဲ့ဒီမှာလောက်ကြတာမှာ ဖေဖေတို့ဒီလောက်ပြောနေတဲ့ကြားတွေကသမီးအဲ့ဒီကောင်လေးနဲ့ဆက်ပေါင်းနေဦးပဲလား ဒီကလည်းတမီးနဲ့ချစ်သူနဲ့ငယ်ကြီးနဲ့တငယ်ချင်းတွေ ဟောငယ်ပြစ်တွေဘာလား ဘယ်မှာယူသားပါ သမီးရဲ့ယောက်ျားလေးတယောက်ကသမီးအပေါ်မှာဒီယူသားနိုင်ပါမလား ချစ်တဲ့လူသားမျိုးရ ဟဲ့ကိုကလူကောင်းဆိုငါတို့ကပါဒီဆို မဟုတ်ပါဘူးကြီးရတယ်တမီးပြောအဲ့လိုတဘောမျိုးမဟုတ်ပါဘူးမဟုတ်သူ့မှာဘာဖြစ်ရှိလို့သူကဦးလေးကသူ့ဘောအဲ့ဒါကောင်ခါရတီးဖြစ်နေတာ ဖေဖေကမဖြစ်တဲ့နာမဖြစ်အောင်သူတင်တားစီတယ်လို့ပြောပါသမီးလေးကဖေဖေမျက်စိထဲမှာ
အခုအချိန်ဒီခလေးလေးပဲဖြစ်သမီးလေးကလေးရင်ဝင်နေကခွဲထွက်တော့မှလို့လား စိတ်ချပါဘူးခင်ဗျာသမီးလေးဒီဘယ်လိုပြေးတော့ပါဘူး သမီးလေးစကားကိုပြေချုံပါပြေချုံပါ ငါဖေကငါ့ကိုရမ်းချစ်တော့နင်းနဲ့ချစ်သူဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတော့ချက်ချင်းလက်မခံနိုင်တာပါဟာဟိုဘာပဲဖြစ်ဖြစ်ငါသူ့ကိုသိချရှင်းပြပြီးတော့ငါ့ကိုအောင်ပြောပါမယ်နော် ဒီပါဟိုနင်းနေဖေကိုငါတို့ညသဘောတူအောင်ပြောနေတယ်ဆိုလဲပြီးတာပါပဲဆက်စင်ငါအဖေတွေကတော့လေဒီကိုငကိုလေးကသဘောတူပြီးသားဆိုတာမသိပါနဲ့ဟာ အေးပါငါလည်းနင်းနဲ့အမြဲဆုံးသဘောတူတာနော်တခြားပြောပါမယ်နော် ဆက်စင်မနေနဲ့မခွဲနိုင်တော့ဘူးအများကြီးကြိုးစားပါနော် အေးပါ သိချင်နေတာဟိုကလာလာကိုလေးဘယ်လိုဖေးနေလဲချက်တယ်ချက်လာ你叫他做不下来搞瓜，这边进来没谁看你啊，老不对，觉得没法别的，来，看看，没瓜，我偏没洗的搞瓜，没地路搞没有瓜没难路，没这脾气不一样的，我到他上不要搞没地没呀。 ဘာမှဖြစ်ပါဘူးလေကျေးဇူးတင်ပါတယ် ငါပါကြည့်ဘာပြောနေ ဘာမှမဟုတ်ပါဘူးဦးလေးအဲ့အချက်တွေမတော့ပါနဲ့တော့လား ဟာရင်းရတယ်ကွာဒီမဲ့စကားပြောင်းပြောနေအဲ့အရင်မတော့နဲ့ဆိုတဲ့စကားတော့ငါမပြောတာငါငယ်ငယ်လေးတွေတောက်လာဘူးတော့တောက်လာတာလေမနေ့ကတပိုင်းပဲဆွဲလာတယ်2000လောက်ပိုင်းမှာဇီစပါမိုးလေးပြီးတယ်ဆန်တော့နေတော့ခေါ်လိုက် ဒီလာတော့ချင်ကြိုက်တယ်လား မင်းတကယ်ပြောရအောင် တကယ်ပြောတာပေါ့ ဖေးတဲ့သမီးနေဝဝေးလာဒီကြီးနဲ့နေတော့ကဲသူတက်လိုက်တာ အဲ့လိုမပြောပါနဲ့ဖေဖေရဲ့ဖေဖေကျေးဇူးဘယ်တော့မှမမေ့ပါဘူး မင်းတို့ရေးစားထားတာဘောပါဟောဒါမှချောင်းဒီမှာပြစ်ပေးရမယ်ဟဲ့ကောသူခနဲ့ဘာသူနဲ့မှတွေ့လို့မရအောင်အပြင်ကနေတော့ခတ်ထားလိုက် အဲ့ဒါဆိုရင်ရင်းနေအဲ့ဒီကောင်မလေးကငါထင်သားပဲတနည်းအဲ့လိုဖြစ်လာလို့ခုမလို့မဆက်လို့ ဘာဆက်လို့မှလဲကိုကြီးကကျွန်တော်တို့တွေမိသားဖာသားပြီးသွားပြီးတောင်းရောက်ပြီးရှိတော့တာပေါ့ 啊，就没标了，就来了哇。高中了后边，我那个怎么就嘛？我高中比高中也别跟他比呢。 အာချစ်ချင်တယ်ကွာသူတို့ဘက်ကသဘောတူတာမတူတာတော့မှသိရှင်းမှာကွာတောင်းဝေးဘူးကကိုတာဝင်မယ်တောင်းဝေးလိုက် 俺都是说，俺们越做当了，没有人干的早点搞。 သူ့တရားနဲ့သူနေပါသေးကွာဒီကိစ္စငါတို့ကဖြည့်ရမယ်စိတ်စားကွာတော့3ရက်ရောက်ဆိုရှင်အမေနဲ့နေစားဆက်ဒီကကြမှာလေသူ့ရဲ့ဒီလိုဖြစ် ကျွန်တော်တို့ကချစ်သူရဲ့ဖေးတွေပါခင်ဗျ
ဘယ်သူများလဲလို့ချစ်သူရဲ့ခေါင်းကြီးပါလားဟမ် မကြော်ရင် ချစ်ရင်ပတ်သက်တယ်အိမ်မက်ဆိုတယ်ခဏခဏမှတ်မှာနော် ဒီခဲ့တာလေနေပါလေငါတို့ရဲ့တူလေးကမင်းရဲ့တူလေး ချစ်ရဲ့စိတ်ပြင်းတဲ့ထောင်စားလိအားကြောင့်ကသူ့ကိုမချစ်ဖို့တားခဲ့တာအဲ့ဒီစိတ်ကိုရေမလျှော်ပဲသူ့ကိုတိုက်လို့ မင်းပြောရတယ်မှန်ပါလေဒီကဖြစ်ရတဲ့အားလုံးမင်းလေးပြပေးပါလားငါတို့တွေအားလုံးလည်းအရင်ရောက်နေကြပြီငါတို့ရဲ့တူလေးနဲ့မင်းရဲ့သမီးကို 这跑的都不，路上的牛，我都他妈追都不要，路上嘛。ကလေးရဲ့လွတ်လပ်ပိုင်ခွင့်သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကိုမဆိုးကြဘူး။ငါတောင်းနေပါလေ။ဟုတ်။မင်းကျင်တဲ့အချိန်မှာငါဘာလုပ်ပြရလဲ 我记得这句，我记得这句。我记得这话。不要说这种，别说这种，别说这种。没弄这把我干过，没弄把我。对了，别说这个，干嘛这么要这么凶？对，这我中间没有多么干嘛的没。这怎么接了？这做的没有没有呗？这都别聊了没有？有一家都没再打我的牌。စပယ်ရလဲကွာကိုလေးစပယ်ကိုတင်းအောင်တင်းတယ်ထားနိုင်မှုအတွက်ကိုအလုပ်တွေလုပ်ပြီးတော့ငွေစုအောင်မယ်စပယ် ကိုကလည်းကျွန်တော်တို့ကအဲ့ဒါလည်းလုံးဝမလို့သေးတာ မလို့လို့မပြောနဲ့လေကွာဘယ်ရည်သားမဆိုလေကိုချစ်တယ်နဲ့ကိုနေကျင်ကြတဲ့လူတွေကြီးပဲအဲ့ချိန်မှာလဲကိုလည်းပါတာပေါ့စပယ်ကိုလည်းစပယ်နဲ့နေကျင်တာပဲမဟုတ်ဘူးလားဒါမှလည်းစပယ်ရဲ့မိဘတွေကကိုနဲ့စပယ်ကိုကြည်ပြီးလက်ခံမှာပေါ့ဆို ဟုတ်တော့လည်းဟုတ်ပါလေ
အိမ်ရလူပြလေစပယ်ကိုချားတဲ့တဲ့ဘောချီချင်တာအဲ့ဒီချက်ကိုလည်းစပယ်တော့မိထားလို့မရဘူးလို့ ဟောစပယ်လည်းကွာသူကလည်းကူးချက်ချင်းလုံနိုင်ရေးစီစဉ်မှာတော့မဟုတ်ပါဘူးစပယ် အဲ့ဒါတော့ဖေးပြောလို့ရမလဲအခုတော့လေစပယ်ကကိုယ်ပတ်ပြီးတော့အချိန်ဆွဲထားလို့သူတို့ကမှစီစဉ်နေရ စပယ်လည်းကွာစပယ်ပြောရတယ်ကိုဘာလို့လုပ်အောင်မသိတော့ပါဘူးဘာဖြစ်စပယ်ဟာဟိုစပယ်ကိုလေအမြန်ဆုံးလက်ထပ်နိုင်အောင်အခုအလုပ်လုပ်ပြီးတော့မလို့နော်ဟုတ်တယ်နော် စပယ်ဘယ်ပြန်လာ ဒီရပြန်လာ သူကဘာလုပ်လဲကိုကူစပယ်တို့အိမ်ပြန်လာလားစပယ်ပြန်မရောက်သေးလို့တဲ့အိမ်ကစိတ်ပူနေအိမ်ကတည်းကမှပြန်လို့ မိသဘဲဟဲ့မိသဘဲဖက်ကတမ်းပါဦးအေးအောင်မေနီးရညာငါ့ကိုပြန်မင်းနေတယ်ညီပြင်းညီမသိဘူးခရီးကဘာလို့လို့ညီကောင်တကောင်နဲ့တွဲနေတယ်ဆိုဘယ်အကောင်လဲ ဖြည်းဖြည်းလေးစမ်းမအမေကြီးရဲ့ကဲဘေးကဲသမီးလေးဒီလိုနေတဲ့တကားညံပြီးတော့ပြောအောင်သမီးအခုသမီးလေးတွဲနေတဲ့ကောင်ကြီးကဒီရလေ ပြီးတော့အဲ့ဒါငွေဆောင်ပြောတာမလား ဟောသူကတတိပေးတဲ့သဘောနဲ့ပြောတာပါသမီး တကယ်တော့ဘာမှဝင်ပြောတာမဟုတ်ပါဘူး ငါတို့လေးတာဖြည့်စမ်းပါကြီးအဲ့ဒီကောင်ကဘာတူလဲ ဘယ်လိုဖြစ်နေလဲ ဟေးတငယ်ချင်းဆိုလဲနောက်မတွဲနဲ့ညီးတည်တယ်နော်ညီးကိုမောင်ဝင်ဆောင်နဲ့ပေးစားဖို့အားလုံးပြောထားပြီးသားနောက်ကဘာသာညာတော့မကြားချင်ဘူးလွတ်မလာလေဘာလုပ်တာလဲ လာမယ်လို့ ဘယ်နာလဲခေါင်းဦးနဲ့ဟိုဒီမှာစူထားရှိ ဒီမှာကိုကြီးကငါ့ကိုလေကျွန်မကိစ္စကိုရှင်ဝင်မပါပါနဲ့ အရန်လှလာမယ်စပယ် ချီဆွဲကျွလေးကိုဘာထိမှတ်နေပြရလဲ မင်္ဂလာကိုအထိတ်မှန်နေနဲ့ပေးတာ ဟုတ်တယ်မင်္ဂလာမှမဆောင်ရသေးတာ စပယ်ရလဲကွာဟိုကိုနဲ့စပယ်နဲ့ချစ်သူတက်တန်းဟို3နှစ်ပြည့်တဲ့နေ့လေဟုတ်တယ်မလားကိုကအလုပ်ကိုစူးစမ်းနဲ့စုပြီးတော့ဒီဆွဲကြိုးလေးကိုလုပ်ပေးတာကိုတို့မင်္ဂလာဆောင်တဲ့အခါကျတော့လေအဲ့ဒီဆွဲကြိုးလေးကဟိုအထောက်ကိုပြုလာမှာပေါ့မဟုတ်ဘူးလား အဲ့ဒါဆိုကိုပဲတင်ထားပြီလေ ဩစပယ်ရလဲကွာဟိုစီးတဲ့ရေဆယ်တဲ့ကစင်းဆိုတာကြားဘူးရမှာဟိုယောက်ျားကနေပြီးတော့ဟိုစူးစမ်းပြီးတော့အလုပ်ကိုရှာတယ်ရတဲ့ပတ်သက်ကိုအင်ရှင်မဖြစ်တဲ့ဟောရီယာမိမစူးဆောင်ဆောင်နဲ့တင်တက်တယ်စပယ်ဟုတ်တယ်မလားဆိုရင် ကိုဒီနေ့ဘာဖြစ်နေရလဲခမပြောပြမြန်တော့လည်းအထက်ရောက်တကြီးချင်ဘာဖြစ်နေရလဲ စပယ်ကိုချစ်တယ်မလား ချစ်တာဘောကိုရဲ့ချစ်လို့လည်းလေကိုနဲ့အမြန်ဆုံးလေးစားပါစေဆိုပြီးဖះမှာနေလေးဆူတောင်းနေရတာပေါ့ အဲ့ဒီဆူတောင်းပြည့်ပြီလို့လားစပယ်သဘောထားလားနော်ဟောကိုကလည်းလေဟောရီယာကိုချစ်တဲ့စပယ်နဲ့တက်တက်လုံးဘယ်တော့မှမခွဲတော့ဘူးလို့ကိုခရီးပေးတယ်ကိုယုံတယ်မလားကိုယုံတယ်မလားစပယ်ပြောလေဟမ်
ကိုစပယ်လို့ရင်ပြန်လာစပယ်ပြန်သွားတယ်ဆိုတော့ကိုလိုက်ရှာမယ် ရှင်းကျမဘာလို့လိုက်ရှာလဲ စိတ်ကူလို့စပယ် ရှင်းကျမကိုဘာကိစ္စနဲ့မှစိတ်ကူစရာအကြောင်းရှိဘူး စပယ်နဲ့ကိုနဲ့ပတ်သက်လို့စပယ်သိထားဖို့ကလည်းဒီစင်းတယောက်ရှိမှကိုမနက်တိုင်းတောင်းကြချင် ဒါတစိမ့်တရားမဟုတ်ဘူးကျမရဲ့ချစ်တယ်ကျမလက်ချမ်းနဲ့ကျမရဲ့ချစ်တယ်ရှင်သိတယ်ကျမတို့ရှိတယ် 你看马路阿爸那个嘞，好了。那老子这边啊，妈，早晚你就出来了。你妈，黄伟上完了，你有水包拿给他来嘛？啊，我你啊，他没有。你黄伟上嘛，吃不没？你吃个你有特别么追不喂？这个干嘛？这边要吃啥不？ ဒီမှာသမီးဖေတို့ကသမီးကိုချမ်းသာစေခြင်းလုံးမောင်ကြီးဆောင်မှုပေါ်တူထားတာမောင်ကြီးဆောင်ကလည်းသမီးကိုချစ်ရှာတာပဲသမီးရဲ့လောကမှာကိုချစ်ကိုမရှာနဲ့သူချစ်ကိုသာရှာပါဆိုတဲ့ဆိုရိုးစကားလည်းရှိသားတာပဲသမီးရဲ့သမီးလေးဖေတို့စကားကိုနားထောင်ရင်သမီးတစ်သက်လုံးစိတ်ရောပူပါချမ်းသာမှာပါတမီး သမီးလေးသမီးလေးရေဟဲ့ဘာလဲအဖေတို့လည်းပြန်လိုက်ခဲ့ပါသမီးလေးရေအဖေယူမကတော့ဟဲ့ဟုတ်တယ်ကျမမေးပြီသူချစ်သူဟိုကောင်းတယ်ကျမတို့မဝင်ဆောင်ဘလို့တက်လာပြမလဲရှင်ဘလို့မပြမိတော့လဲဘလို့မပြမိတော့လဲငါမျက်နှာလေးအဲ့တော့ဟာလုံးမမြင်သေးရဘူးငါတို့ဒီငါကြီးကြောင်းကြမယ်သမီးတို့ကိုခွဲပါနဲ့နော်မမေနော် ခွဲရမယ်ခွဲရမယ်ငါတို့အရှက်ခွဲတဲ့သမီးနင်တို့ကိုခွဲအောင်ခွဲရမယ်နေအဲ့ဒီကောင်တယ်လေတွေ့ဘူးမကြိုးစားနဲ့အေးအဲ့ဒီကောင်တယ်သမီးတွေ့ကြည့်ငါတို့ပြေမနေတွေ့ရမယ်ဟာပြီးကောင်းပါပါလေသမီးပြီးကောင်းပါလေ
ပြီးတော့ပါပါမိုက်လိုက်တာဝါမိုက်လိုက်တာ စပယ်မင်းပဲရောက်နေတယ်ကွာကိုတို့နှစ်ယောက်ရဲ့ချစ်ချင်းဟာအခုကိုတို့ရဲ့သားလေးချစ်သွေးရဲ့ချစ်ချင်းကိုထိခိုက်စေမယ်လို့ကိုလုံးဝထင်မထားခဲ့မိဘူးအခုတော့ကိုတို့ကြောင့်သားလေးချစ်သွေးခံစားနေရပြီစပယ်သားလေးချစ်သွေးခံစားနေရပြီဘာဖျားကတော့ဒါလည်းဖောက်တော့ပဲ။အော်ဘာကျတော့ကျတော့ တာရုပါတာရုငါမြည်လေးလေးကျမ်းမှာချမ်းသာပါစေဝဲလေးမြင်မြင်ရပါစေတော့ ဒါလည်းဖွဲ့မြင်ရချင်ပြီဖွားရဲ့။အဲ့ဒါကြောင့်မှအပွားနဲ့ဦးလေးတွေအများဆုံးလို့ထွေးလို့ရပါလေဖွားရဲ့ အေးမြည်ရဲ့အဲ့ဒီစကားကြားတာနဲ့ကွာပြောလို့တော့သေပြောပြီ ။အဖွားတေတော့မဖြစ်သေးဘူးလေ။မိတလဲလို့ကြည့်ရအောင်ပဲဖွားရဲ့ အေးပါတော့အေးပါဟိုသားလေးမှာ3ယောက်လာသေးဘူးလား ။လာကြသေးဖွားအပြင်သွားတာသိရတာနဲ့ဖွားရဲ့ အေးဟုတ်ပါအဖွားအိတ်တော့မရရှိနော်ဗျာ ။
မေဖြစ်စေချင်တဲ့တိုင်း他比我大对你还迷也没呀。အမေပြောသလိုပဲအဖေကချစ်လို့ရချစ်တာဒါမျိုးရှင်ဖို့ထွက်လေအမေကိုမြင်နေစေလိုက်တာအမေရရှိအမေကျင်းနေပါတော့ပြရရချစ်တာပြရတော်လေအမေလိုအရာမကိုကျင်းနေပြီဟာတော်လို့ပါလေပြရတော်လို့တာဒီချေပါလေအမေလိုအရာမကိုပြီးအမေရင်ဝင်လို့ဒီနေ့မရအမေအမေလိုမနေဘူးလေ你不要让你说，狗弄家给你，我别说不能给我，你不要来哇，别给我，不要给我们，让回答我，我都不要让你。တာမီလေးတွေကဖွင့်ပြဖို့ကြိုးစားပါရဲ့ဘွားရဲ့တာပြောအစီမပြေလို့မပြောခဲ့ရတာပါ 不是不别了嘞，米莉啊，我这个大屁屁，我怕米米哩，我怕米米哩，我都不要让你。 ဘွားရဲ့တာမီမကြိုးစားတာပြောလိုက်你有个大个鸡毛了吗？屁妈骗你，屁妈骗你，我不要啊，抱歉不要，我抱弟弟起来，不要米莉咯，不要，根本不要你了，我也。抱歉不要米莉，我弟弟起来，我哎呀，弟弟他你这个别样的。 弟弟，我不要了，要，ဒီဆွဲကြလေးဟာတာရဲ့ပြပြရမေမေကိုပြီးခဲ့တဲ့ကျုံးလေးမောနေပါမကွယ်တာကြီးမှာပဲရှိရလားမမေရှိတာပေါ့တာလေးလေမေမေကိုလေဒါရဲ့ဘုရားပပဒီခွေခဲလို့မေရိုရီတူတူမတရားဒါကေရောဒီရှိဟိုလေစပချိုလေးမေရိုပြားပြီ别再读书，别再读他的，早点说，早点来，早点说。妈妈，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 妈妈去忙，妈妈在哪里？妈妈在哪里？妈妈，妈妈。骗我骗你，骗你啊！哪里啦？我怕没骗。 ဒီစကားပေါ်လာမပြောစိတ်ချတော့ ဘွားတို့ပြောရတယ်ဘွား ပြောမင်းစိတ်ချ
这人比你要大我这么好嘛，都有着我。ပြောပါမီးမီးအဖွားတစ်ချက်တည်းဒီလားရမီလေးရမီလေးရမီလေး 我来不了，没有别家了哇！没有必要嘛，刘。啊，留下就要给我哇！该走。周伟，今天这次俺们我们来了，俺们看上不到。哎呦，朝你马路边上别拿下来，来。哎呦，秦队，没他妈的！他赵一，这鸡。 光一，别人妈妈来我，啊，让我。အမေတို့ဘာတွေပြောနေကြလဲဗျာဘာတွေပြောနေကြလဲအမေဘာလို့ပြရမှာလဲဘာလို့ပြရမှာလဲအမေချစ်တွ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 ေချီဆွဲကျိုးလေးကိုဘာထိမှန်းနဲ့ပေးရလဲ မင်္ဂလာဦးအထိတ်မှန်နေနဲ့ပေးတာ စပယ်ဆွဲကြ姐姐，可以哦。啊？这都让俺也打过地摔跤，这边摔跤吧，俺别给了，妈你别给我拿来瓜，妈也别给我拿来瓜，这都让俺招人打，我操的！姐妹。